Mama yere ni ma somo le pe re shin na ba le pe re ba lo sun pi khin ya re naku le phit ni mama yere VC HNO News ခန်နယ်မှအားလုံးကိုမှကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကအချစ်ရေးနဲ့အိမ်အောင်ရေးဆိုင်ရာအသိပညာဗဟုသုတများကိုမျှဝေပေးရန်တင်ဆက်ထားခြင်းဖြစ်ပါတယ်ရှင် Mama yere ni ma somo le pe re shin na ba le pe re ba lo sun pi khin ya re naku le phit ni mama yere VC ပြန်ပေးပါတော့တဲ့မမေဒီရဲ့ comment ကိုအမှဆိုရင် reply ပြန်ဖို့အစီအစဉ်မရှိဘူးဒါပေမဲ့နှစ်ခါတော့ဟာလာမှန်ထားတာလည်းတွေ့ရနောက်တစ်ချက်ကမမေတို့အမျိုးသမီးတွေကိုလည်းအသိပညာလေးတွေနည်းနည်းလေးဝေမျှချင်တာလည်းပါတယ် CB ထဲမှာဆိုလည်းတဘာဝလုံကဲစွာတောင်းဆိုခံရတဲ့အမျိုးသမီးတွေလည်းအများရှိတယ်မပေးလို့စိတ်ဆိုးကြတယ်ဆိုတဲ့အမျိုးသားတွေနဲ့ကြုံရတဲ့အမျိုးသမီးတွေအများရှိတော့မမေတခုဒီဗီဒီယိုလေးကိုပြန်ရချင်းဖြစ်တယ်เนาะဒါကိုအသိပညာအနေနဲ့ပဲကြည့်ပေးပါလို့မမေပြောချင်တယ်မမေတို့အမျိုးသားတွေကိုဒီအဲ့ရပေါ်ကိစ္စတာဝန်ကျေရမယ်ဆိုတဲ့အဲမှာတဘာဝကိုလွန်ကဲပြီးတော့တာဝန်ကျေရမယ်လို့မမေမပြောထားဘူးနောက်တစ်ချက်ကဘာလဲဆိုတော့ဒီကိုတကယ်ချစ်ပြီးတမိုးထားမြတ်နိုးတဲ့ယောက်ျားတစ်ယောက်ကလည်းကိုဒီလိုတဘာဝလွန်ကဲတဲ့အရာမျိုးတွေပေါ်မှာမတောင်းဆိုဘူးเนาะအဲ့ဒီအချက်ကိုကိုယ်တိုင်တည်ထားမယ်ကိုလည်းကိုယ်တိုင်တည်ရမယ်ကိုတကယ်ချစ်ပြီးလက်ထက်တဲ့အမျိုးသားတစ်ယောက်ကကိုနာကျင်မှာလဲကြောက်တယ်သူဘလောက်ပဲကောင်းနေပါစေကိုနာကျင်မှာကိုစိုးရိမ်နေအဲ့တော့ဒီလိုအရာတွေနဲ့ဘယ်တော့မှမတောင်းဆိုအဲ့လိုတောင်းဆိုပြီးဆိုရင်ဒါကိုလည်းမချစ်လို့နော်ကိုတန်မှုမထားလို့ तू ကောင်းမှုတက်ပဲ तू ကြည့်လို့ဒါတဏှာကြီးလို့အဲ့လိုယောက်ျားတွေကိုလက်ရှိကြုံတွေ့နေပြီဆိုရင်တော့ဒါကိုယုံထွက်လိုက်တော့ပေးစရာအကြောင်းလည်းမရှိဘူးဒါမမီပြပြပြောတာအဲ့တော့ဒီစိုးနဲ့ဆက်ဆံခြင်းအဆိုးကျိုးတွေအများကြီးရှိတယ်ဒီထိုးတွင်းတဲ့သူတွေကဒါသူကတင်းကျပ်မှုကိုကြိုက်နှစ်သက်တယ်ဆိုပေမဲ့ဒီထိုးတွင်းခံရတဲ့သူတွေရဲ့ဆိုးကျိုးကအများကြီးပဲဒီစိုးပေါက်ကကျတော့ဒီမိမကိုလိုတဘာဝချောစီကိုထုတ်ပေးထားခြင်းမဖြစ်တဲ့အတွက်ကြောင့်virus ပိုးတွေဒီဘက်တီးရီးယားပိုးတွေကဒီတွေးကြွနေတဲ့စင်ဘောနော်ကူးစက်နိုင်တယ်နောက်တစ်ချက်ကဘာလဲဆိုတော့သူကဒီမိမကိုနဲ့ဆက်ဆံခြင်းထက်ဒီစိုးပေါက်နဲ့ဆက်ဆံခြင်းကဒီ HIV ယောဂပိုးကိုအစ30စာထပ်ပို့ပြီးမြန်ဆန်စေတယ်ပေါ့နော် HIV ယောဂပိုးကူတာနောက်တစ်ခုကဘာလဲဆိုတော့ဒီနောက်ပေါက်နဲ့ပဲအမြဲတမ်းဆက်ဆံအကျိတ်များစွာဆက်ဆံခဲ့လို့ရှိရင်နောက်ဒီကိုယ့်ရဲ့မစင်တွေကိုမထိန်းချုပ်နိုင်တဲ့ယောဂတွေကိုဒီကိုယ့်ရဲ့မစင်တွေကိုလုံးဝထိချုပ်နိုင်စွမ်းမရှိတဲ့အရာတွေလည်းဖြစ်တတ်တယ်။နောက်ပြီးဒီမိမကိုဒီစိုးပေါင်းနဲ့ဆက်ဆံပြီးတော့မိမကိုနဲ့ပြန်ဆက်ဆံလို့ရှိရင်လည်းစီးလမ်းကြောင်းထဲမှာလည်းပိုးဝင်ပြီးတော့စီးလမ်းကြောင်းပြဿနာယောဂါတွေလည်းကူးစက်ခံရတယ်အများကြီးပဲဆိုးကျိုးတွေကတော့လေနောက်တစ်ချက်ကဘာလဲဆိုတော့ဒီစိုးပေါင်းနဲ့ဆက်ဆံပြီးတော့ဒီပါစနဲ့ပြန်ပြီးဆက်ဆံမိတဲ့အခါကြလို့ရှိရင်လည်းဒီနှစ်ယောက်စလုံးကဘာယောဂါရတယ်လဲဆိုရေယုံအသေးရောင်ယောဂါတွေနောက်ပြီးတော့ဒီ HIV ယောဂါတွေလည်းဒီလိုအများဆန်စွာကူးစက်နိုင်တယ်ဆိုတာသိထားရမယ်အဲ့တော့လိုအပ်တာထက်ပိုပြီးလည်းမချစ်နဲ့လိုအပ်တာထက်ပိုပြီးလည်းမပေးနဲ့လိုအပ်တာထက်ပိုပြီးလည်းအမျိုးသားတွေကမတောင်းဆိုနဲ့လို့မှမေးချင်ပေးချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကျမတို့တင်ဆက်သမျှကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့HNO သတင်း channel ကိုစာရင်းသွင်းမထားသေးပါကအခုပဲစာရင်းသွင်းထားဖို့မမေ့ပါနဲ့နော်ရှင်